ကျွန်တော် TikTok မှာ trend ဖြစ်နေတယ်ပေါ့နော်ဒီဒါမျိုးအုပ်စုလိုက်ကတဲ့ဗီဒီယိုလေးတွေကိုကျွန်တော် AI တုံးပြီးတော့ဘယ်လိုဖန်တီးရမလဲဆိုတော့ကျွန်တော်မိတ်ဆွေတို့ဒီနေ့မျှပေးသွားမယ်ပေါ့နော် Okay တော့မိတ်ဆွေအနေနဲ့စိတ်ဝင်စားရဲဆိုရင်တော့ဒီဗီဒီယိုလေးကိုစောင့်လိုက်ကြည့်ပေးပါ Okay တော့ပထမဦးစွာ browser ထဲကိုသွားပြီးတော့ဒီ Pixbar AI ဆိုပြီးတော့တစ်ချက်ရိုက်စားလိုက်မယ်ပေါ့နော်ရိုက်စားပြီးတော့အဲ့ထဲကိုတစ်ချက်ဝင်မယ်အဲ့တော့ဒီ AI ကိုသုံးဖို့ဆိုရင်မိတ်ဆွေတို့မှာ Google account တစ်ခုရှိရမယ်ပေါ့နော်အဲ့ account တစ်ခုနဲ့ကျွန်တော်တို့sign in with Google ဆိုတာလေးနှိပ်ပြီးတော့မိတ်ဆွေတို့မှာ Gmail တစ်ခုနဲ့ login ဝင်လိုက်ပေါ့နော် Okay login ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်အရင်ဗီဒီယိုမှာလည်းပြောထားတာရှိတယ်ပေါ့နော်ဒီမှာ effect ဆိုတာလေးရှိတယ်ပေါ့နော်ဒီ image or text ရဲ့ဘေးလေးမှာ effect ဆိုတာလေးရှိတယ်အဲ့ထဲကိုတစ်ချက်ဝင်ရမယ်ပေါ့နော်ဝင်တဲ့အခါမှာ less than ဆိုတာလေးရှိတယ်ပေါ့နော်ဒီမှာအရုပ်ကလေးတွေနဲ့ Okay ဒါလေးရွေးပြီးသွားပြီဆိုတော့ဘေးမှာမြားလေးရှိတယ်အဲ့ရနေပြီးတော့ photo gallery ကိုယ့်ရဲ့ gallery ကနေပြီးတော့ဓာတ်ပုံတစ်ပုံကိုရွေးပြီးတော့ထည့်လိုက်ပေါ့နော်ကျွန်တော်ကတော့ Realmetric ကဓာတ်ပုံလေးတစ်ချက်သုံးလိုက်မယ်ပေါ့နော်ပြီးသွားပြီဆိုတော့သူက upload လုပ်မယ်အဲ့တော့ 100% ပြည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်စပြီးတော့ generate လုပ်လို့ရပြီပေါ့နော် Okay တော့ generate လုပ်ဖို့ဆိုရင်အောက်မှာဆိုရ create ဆိုတာလေးရှိရပေါ့နော် create နေမှာမိတ်ဆွေတို့ account တစ်ကောင်ကိုသူက credit 6ခုထိရတယ်90ထိရတယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်မှာ60ဖြစ်ရရှိရဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တစ်ခါ create လုပ်တဲ့အခါမှာဆိုရင်ကျွန်တော်30ပဲကုန်တယ်ပေါ့နော် Okay အဲ့တော့မိတ်ဆွေတို့3ခုလောက်ထိလုပ်လို့ရတယ်ပေါ့နော်ဒီပထမဗီဒီယိုဆိုရင်ကျွန်တော် Manchester United က Man U အသင်းပုံကိုကျွန်တော်လုပ်ထားတာပေါ့နော်အရင်ဆိုရင်တော့ဒီအရင်ကြားတယ်ပေါ့နော်ခုနောက်ပိုင်းတော့တိတ်တော့မကြားဘူးပေါ့နော်အဲ့တော့မိတ်ဆွေတို့ခဏလောက်စောင့်လိုက်တာနဲ့ဗီဒီယိုကတန်းပြီးတော့ result ထွက်လာမှာပေါ့နော် Okay တော့ဒီမှာဆိုရင်ထွက်လာပြီအဲ့တော့ဒီဗီဒီယိုမိတ်ဆွေတို့ watermark မပါခြင်းဘူးဆိုရင်တော့ screen record ယူလိုက်ပေါ့နော်ဒီကလေးမှာ watermark ပါလဲရတယ်ဆိုရင်တော့ download ကနေ down ပြီးတော့မိတ်ဆွေကြိုက်တဲ့နေရာမှာပြန်ပြီးတော့တင်လို့ရပါပြီ Okay